ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment My Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် United အသင်းရဲ့အဓိကပြည့်မဲ့ကစားသမားဖြစ်တဲ့ Elliot Anderson နဲ့ပုဂ္ဂိုလ်ရေးရသဘောတူညီမှုရရှိသွားတဲ့ Man City အသင်းရဲ့သတင်းအပါအဝင်နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ Man City မှာ10နှစ်ကြာအောင်မြင်မှုတွေအလီလီသိမ်းပိုက်ခဲ့တဲ့နီးပြကြီးပတ်ဂွာဒီယိုလာကတော့ယာတီကုန်းမှာအသင်းကနေထွက်ခွာတော့မယ်လို့တရားဝင်ကြေညာထားသည့်တိုင် Man City အသင်းရဲ့အနာဂတ်အတွက်ပြင်ဆင်မှုတွေကတော့ရပ်မသွားပါဘူးအခုလည်းအသင်းရဲ့အားကစားဒရိုက်တာHugo Viana က Nottingham Forest အသင်းရဲ့ကွင်းလယ်ကျယ်ဝင့် Elliot Anderson ကိုခေါ်ယူဖို့ပုဂ္ဂိုလ်ရေးရသဘောတူညီမှုရရှိထားပြီလို့သိရပါတယ်ဒီကစားသမားလေးရဲ့တန်ဖိုးကတော့တုံလှုပ်စရာပါ Jack Grealish ကိုခေါ်ယူခဲ့တုန်းကစံချိန်တင်ပေါင်တန်း100ကိုကျော်လွန်ပြီးပေါင်105တန်းအထိအသုံးပြုပြီးဗီဒိန်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့အချိန်မြင့်တင်နေရလို့သိရပါတယ်ဒီကစားသမားလေးကို United အသင်းကလည်းပြစ်မှတ်ထားနေခဲ့ပေမဲ့အခုတစ်ခါမှာတော့ Man City အသင်းကလက်ဦးမှုရယူသွားနိုင်ခဲ့တာပါတစ်ဖက်မှာလည်းမြို့ကန်ပြိုင်ဘက် Manchester United ပရိသတ်တွေအတွက်သတင်းကောင်းထွက်ပေါ်လာပါတယ်ယာယီနီးပြအဖြစ်16ပွဲမှာ17ပွဲအထိနိုင်ပွဲရှာပေးပြီးအသင်းကိုချန်ပီယံလိဝင်ခွင့်ရအောင်ပို့ဆောင်ပေးခဲ့တဲ့ Michael Carrick ကို United ဘိုးအဖွဲ့က2028ခုနှစ်အထိအမြဲတမ်းနီးပြအဖြစ်တရားဝင်ခန့်အပ်လိုက်ပါပြီ Carrick ကတော့ယာတီတစ်မှာစူပလာတွေကိုစိန်ခေါ်နိုင်ဖို့ကစားသမားတစ်3ဦးအထိတောင်းဆိုထားပါတယ် Chelsea ဘက်မှာလည်းနီးပြတစ်ဇာဗီအလွန်ဆိုက Man City ကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာမဲ့စီနီယာကွင်းလယ်ကစားသမား Bernardo Silva ကိုမရမကခေါ်ယူဖို့ကြိုးပမ်းနေပြီးအပြောင်းလဲတွေလုပ်ဖို့ပြင်ဆင်နေပါတယ်နောက်ဆုံးစိတ်လှုပ်ရှားစရာသတင်းကတော့ Thomas Tuchel ရဲ့အင်္ဂလန်လက်ရွေးစင်26ယောက်စီးရင်ပဲဖြစ်ပါတယ်ဒီစီးရင်မှာ Phil Foden ကိုပါမာနဲ့ Trent Alexander-Arnold တို့လိုကျဲပွင့်ကစားသမားတွေရက်ဆက်ချန်လက်ခံခဲ့ရပြီး Sorry မှာကစားနေတဲ့ Ivan Toney ပါဝင်လာခဲ့ခြင်းအပေါ်ပရိသတ်တွေကအပြင်းထန်ဝေဖန်နေပါတယ် Ivan Toney က Al-Ahly အသင်းမှာ62ပွဲကစားရမှာ55ဂိုးအထိသွင်းယူထားပြီးဒီရာသီမှာ32ပွဲကစား32ဂိုးသွင်းထားလို့ Harry Kane ထက်တောင်ဂိုးပြောင်းလဲနိုင်စွမ်းပိုသာနေပါတယ် Tuchel ကတော့ Ivan Toney ရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆုံးသက်သေချာမှုနဲ့ကမ္ဘာ့ဆင့် penalty ကန်သွင်းနိုင်စွမ်းတွေကအသင်းအတွက်မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်လို့ကာကွယ်ပြောဆိုသွားခဲ့ပါတယ်ဒါကတော့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်အဆုံးထိနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ